အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့တမှုထူချပြီးအရက်ကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြချင်ပါတယ်ခင်ဗျာကျွန်တော်ကိုယ်လည်းအရက်ကြိုက်ပါတယ်သမုဒ္ဒရာအလဲကကျိုးလေးတစ်ကျွန်းမှာလူတွေရဲ့ခံစားချက်တွေဖြစ်တဲ့ပျော်ရွှင်မှုဝမ်းနည်းမှုကုပ္ပကတနာပညာနဲ့ချစ်ချင်းမေတ္တာတို့ဟာအတူတူနေထိုင်ကြပါတယ်ဒီနေ့မှာတော့အဲ့ဒီကျွန်းကြီးဟာရေအောက်ကိုနစ်မြုပ်တော့မယ်ဆိုတာအားလုံးကသိလိုက်ကြရတယ်အားလုံးကကိုယ်လင်းနဲ့ကိုယ်အလင်းမြတ်ထွက်ခွာသွားကြပြီမယ်ချစ်ချင်းမေတ္တာကတော့ကျိုးလေးကိုတိုင်းစစ်တွေ့ပြီးနောက်ဆုံးအချိန်ထိစောင့်နေခဲ့တာပေါ့ကျိုးကတကယ်ပဲနစ်မြုပ်တော့မယ့်အချိန်မှာချစ်ချင်းမေတ္တာဟာအကူကြီးလက်တောင်းပါတယ်အနာကဖြတ်သွားတဲ့ကုပ္ပကတနာရဲ့ရွှေရောင်လေးကြီးကိုလန်တာပြီးလက်ပတ်ခွေတောင်းတဲ့အခါမရဘူးငါလေကအဖို့တဲ့ပစ္စည်းတွေနဲ့ပြည့်နေလို့မင်းအတွင်းနေရမရှိဘူးလို့ညည်းလို့လိုက်တယ်နောက်ထပ်ဖြတ်သွားတဲ့ဝမ်းနည်းမှုကိုလမ်းခေါ်တော့လေစင်ကောင်းမမှုချစ်ချင်းမေတ္တာရဲ့ငါကအရာဝမ်းနေနေလို့တယောက်တည်းပဲနေချင်တယ်လို့ပြောပြီးထွက်ခွာသွားပြန်တယ်ပျော်ရွှင်မှုကတော့ပျော်လုံးနေတာကြောင့်ချစ်ချင်းမေတ္တာခေါ်နေတာကိုတော့မကြားခဲ့ပါဘူးချစ်ချင်းမေတ္တာဟာမျိုးတစ်ချင်းမဲနေတဲ့အချိန်မှာအဖို့တယောက်ရဲ့အတန်းကိုကြားလိုက်ရတယ်ဒါပါချစ်ချင်းမေတ္တာငါလေးပေါ်တယ်ငါမင်းကိုကယ်ပါမယ်တဲ့ဘေကိယကန်းကြီးကိုကြောင်းသွားတဲ့အခါအဲ့ဒီဖို့ဟာဘယ်သူမှမသိပဲထွက်ခွာသွားတယ်အုံးနေတဲ့ချစ်ချင်းမေတ္တာကပညာကိုသွားမိလိုက်ပါတယ်အဲ့ဒီဖို့ကဘာတူလဲဟင်းတဲ့ပညာကပြုံးပြီးပြပြလိုက်တာကသူနာမည်ကအချိန်တဲ့ချစ်ချင်းမေတ္တာကဘာဖြစ်လို့အချိန်ကမှငါ့ကိုကယ်ရတာလဲလို့ထပ်မိတဲ့အခါပညာကလင်းနေစွာနဲ့ပြပြောလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အခြေရတဲ့ဖို့ကဘလောက်ကြီးမားတယ်ဆိုတာကိုအခြေတစ်ခုတည်းကသာနားလည်ပြနိုင်လို့ပဲတဲ့ကျွန်တော်တို့ဘဝမှာတစ်ခါတလေအချစ်ကိုလူတွေကလင်းနေရှူကြတယ်တပ်ဖုံးထားကြဘူးဒါပေမဲ့အခြေတွေဖြည်းဖြည်းကိုရှုံသွားတဲ့အခါကျမှသာအဲ့ဒီချင်းဟာငါတို့ဘဝအတွက်ဘလောက်အရေးကြီးခဲ့လဲဆိုတာနားလည်လာတတ်ကြပါတယ်နော်